တနေ့ကကျွန်တော်တင်လိုက်တဲ့ TikTok ဗီဒီယိုတစ်ပုဒ်ကလူတော်တော်များများကစိတ်ဝင်စားပြီးတော့ comment 300နီးပါးအတိမှန်းတာကိုတွေ့ရတယ်။အဲ့ဒါကြောင့်ဒီဗီဒီယိုမှာအမေးများတဲ့ comment တွေကအရေးကြီးပြီးတော့အဓိကကြားတဲ့မေးခွန်း၄ခုကိုအသေးစိတ်အချက်လက်နဲ့တကွဖြေကြားပေးမှာဖြစ်ပါတယ်။မစခင်မှာဒီဗီဒီယိုကို TikTok ကနေပဲဖြစ်ဖြစ် YouTube ကနေပဲဖြစ်ဖြစ်ကြည့်နေတဲ့သူဆိုရင်တော့ကျွန်တော်ရဲ့ TikTok account နဲ့ YouTube channel ကို follow နဲ့ subscribe မလုပ်ရသေးရင်လုပ်ပေးခဲ့ဖို့ကိုလည်းတောင်းဆိုချင်ပါတယ်။အမေးများတဲ့မေးခွန်းတွေကပထမဆုံးမေးခွန်းက Angela ရဲ့ annual star skin ကဘယ်တော့လာမှာလဲဒီမေးခွန်းရဲ့အဖြေကိုတိုတိုနဲ့လူရင်းပြောရရင်ဇူလိုင်လထဲမှာလာဖို့များပါတယ်များတယ်ဆိုတော့မသေးကြဘူးလားလို့မေးရင်အချက်လက်နဲ့တကွာပြောပြမယ်အားလုံးသိကြတဲ့အတိုင်းအခုလက်ရှိမှာ Angela ရဲ့ annual star skin ကအခုထိ official server ကိုမရောက်သေးဘူးအခုတွေ့နေရတဲ့ event ဆိုတာကလည်း advanced server မှာရောက်နေတာဖြစ်ပါတယ် advanced server ဆိုတာက official server တက်တက်လာဆောတယ်ဆိုလိုချင်တာက official server မှာနောက်တစ်လမှလာမယ့် event တွေကို advanced server မှာတလာဆောပြီးတော့တည်ရပါတယ်အခု event ကလည်းအဲ့လိုပဲ advanced server ကိုမေလဝက်ကျော်လောက်ကစရောက်တယ်ဂျွန်လဝက်ဆိုရင်တလားပြည့်ပြီမယ်လဲလာဖို့ကလည်းမဖြစ်နိုင်သေးတာကြောင့်နောက်လဖြစ်တဲ့ဇူလိုင်လရဲ့လအစမှာ Starlight Skin နဲ့အတူဒီ update ဖက်ကလာဖို့များတယ်ဒါကြောင့်အခုလိုပြောရခြင်းဖြစ်ပါတယ်ဒုတိယမြောက်မေးခွန်းကတော့ Leslie နဲ့ Kakura တို့ရဲ့ Star Skin တွေကပျောက်သွားမှာလားဒီမေးခွန်းရဲ့အဖြေကိုပြောရရင် advanced server လေးကိုပြန်သွားရမယ် annual Star Skin ရောက်လာတဲ့အခါမှာဘလောက်ကြာမယ်ဆိုတဲ့ date ကိုအပေါ်နားလေးမှာပြပေးထားတယ်ဒီမှာဆိုရင် Angela Skin ကရက်ပေါင်း365ရက်တနေ့တိတိကြာမယ်ထိုနည်းတူပဲမကြခင်မှာပျောက်ကြတော့မဲ့စကင်တွေကိုလည်းတိတ်ပေးထားပါတယ်။အဲ့ထဲမှာ Leslie နဲ့ Kakura တို့ရဲ့စကင်တွေကိုတော့15ရက်နေပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ပျောက်ကွယ်မယ်ဆိုတဲ့နေရာမှာဖြစ်နိုင်ကြီးက2ခုရှိပါတယ်။ပထမတစ်ခုကအခုအတိုင်းကို official server မှာပါပျောက်မယ်ဆိုရင်တော့ဒီလရဲ့16ရက်နေ့ဆိုရင်တော့ပျောက်သွားပါမယ်။ဒုတိယတစ်ခုက Angela ရဲ့ annual star update pass လာပြီးမှသာရက်စတွက်မယ်ဆိုရင်တော့ Leslie နဲ့ Kakura တို့ရဲ့စကင်တွေက9လပိုင်းလောက်ဝက်လောက်မှပျောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်2ခုမြောက်မေးခွန်းရဲ့အဖြေကတော့ဟုတ်ကဲ့မကြခင်မှာပျောက်ကွယ်တော့မှာဖြစ်ပါတယ်။၃ခုမြောက်မေးခွန်းကတော့ Angela Skin ရဖို့ fragment ဘယ်လောက်ထိသုံးရင်ရမလဲ။ဒီမေးခွန်းအတွက်အဖြေကိုပြောရရင်အရင်ကထွက်ပေါ်ခဲ့တဲ့သတင်းတွေထဲမှာ fragment 9000နဲ့ဝယ်ယူလို့ရမယ်လို့ထွက်ထားပေမဲ့တကယ်လက်တွေ့မှာအခုလို drop ဖြစ်လာတဲ့အကြောင်းရင်းက Angela ရဲ့ annual star event မှာ diamond 2000ကျော်လောက်သုံးပြီးမှရခဲ့တဲ့သူတွေအနေနဲ့မတရားဘူးလို့ဝိုင်းဝန်း complaint တက်နေရကြောင်းဝန်တွန်းဘက်ကနေပြီးတော့အခုလို draw လဲဖို့အတွက်စီစဉ်လိုက်တာဖြစ်ပါတယ်။၃ခုမြောက်မေးခွန်းရဲ့အဖြေကိုဖြေရရင် fragment 1000 draw 100အတွင်းမှာရပါမယ်။ဘာလို့ဒီလောက်တည်ကြနေရလဲလို့မေးရင် mobile legend ဘက်ကနေပြီးတော့ draw 100ပြည့်ရင်ကျင်းနေရမယ်လို့အာမခံထားပါတယ်။၄ခုမြောက်မေးခွန်းက fragment 1000ပြည့်ဖို့ဆို diamond ဘယ်လောက်သုံးရမလဲ။အရင်ဆုံးတည်ထားရမှာက fragment ရနိုင်မယ့်နည်းက2နည်းပဲရှိပါတယ်။ Starlight member ဝင်တာနဲ့ Starlight draw မှာလှည့်ရဆိုပြီးတော့2ခုရှိပါတယ်။ Starlight member ဝင်မယ်ဆိုရင်တစ်လကို fragment က1120ရပါမယ်။ဒီတော့ fragment 1000ပြည့်ဖို့ဆိုရင် Starlight member က6လဝင်ရပါမယ်။ Starlight ကတကက်ကို diamond 300နဲ့တွက်ရင်6လဆိုရင် diamond 2900ကုန်ကြမယ်။ fragment အနေနဲ့က1080ရပါမယ်။ဒါကတော့အကျဉ်းအဖြစ်တွက်ပြတာဖြစ်ပါတယ်။လက်ကျန် fragment မရှိတဲ့သူတွေကတော့6လလုံး member ဝင်မှရပါမယ်။ကို့မှာ fragment 1000ရှိရင် diamond 300တက်တာမယ်လို့မှတ်ထားလို့ရပါတယ်။ diamond ကိုဒီထက်တက်တာခြင်းနဲ့ဆိုရင်တော့ Starlight member ဝင်တဲ့အခါမှာအမြဲတမ်း diamond 300နဲ့တန်းဝယ်တာမျိုးမလုပ်ဘဲနဲ့ Starlight shop မှာလှည့်ဖို့ကိုလည်းအကြံပေးပါတယ်။ပြောချင်တာကဒီလ diamond 300နဲ့ဝင်ရင်နောက်လကျရင် Starlight shop မှာ draw လှည့်ပြီးတော့ဖောက်ပါဒီလိုဖောက်တဲ့အခါမှာ Starlight shop ကနေပြီးတော့ fragment တွေရနိုင်ပါတယ်ကျွန်တော်ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်တော့ diamond 1800နဲ့2500ကြားလောက်ဆိုရပါတယ်ဒီလို Starlight ဝင်တာကလည်းအချင်းကြီးမဖြစ်ပါဘူးလာတိုင်း Starlight skin တစ်ကောင်ကိုရပါတယ်ကောင်မလေးရှိတဲ့ညီကိုတွေအနေနဲ့ကိုကောင်မလေးကို Starlight ကတ်ကစ်ပေးပြီးတော့ကူညီပေးလို့ရသလိုကောင်လေးရှိတဲ့ကောင်မလေးတွေအနေနဲ့လည်းကိုကောင်လေးကိုလာတိုင်း Starlight ကတ်ပူစားလို့ရပြီနော်ဒီလောက်ဆိုရင်တော့ Angela skin ရဖို့အတွက်ကို diamond ဘယ်လောက်သုံးရမလဲဆိုတာကိုသိပြီးလို့ယူဆပါတယ်ကိုကိုတိုင်းက diamond ဖြည့်တဲ့အခါမှာဆယ်လာစီအတိုင်းတက်တာလေးလိုချင်တယ်စိတ်ချရတဲ့နေရာကိုရှာနေရဆိုရင်တော့ @kira ဘို game shot ဆိုတဲ့ Telegram အကောင့်မှာဈေးနှုန်းချိုတာနဲ့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ် Diamond playlist ကိုတော့ Telegram channel မှာတင်ပေးထားပါတယ် YouTube ကနေကြည့်နေတဲ့သူဆိုရင်တော့ comment မှာပင်ထောက်ပေးထားမှာဖြစ်ပြီးတော့ TikTok ကနေကြည့်နေတဲ့သူဆိုရင်တော့ Telegram search bar မှာ @kira ဘို game shot လို့ရိုက်ချလိုက်တဲ့အခါကြာလာတဲ့အကောင့်တွေကိုဝင်လိုက်မယ်ဆိုရင်တော့ bio မှာရှိတဲ့ Telegram channel ကနေပြီးတော့ join ခဲ့ဖို့ဖိတ်ခေါ်ပါတယ် join ခဲ့ဖို့လည်းမမေ့ပါနဲ့ဗီဒီယိုကိုသဘောကျရဆိုရင်တော့ like လုပ်နေပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဒီနေ့ဗီဒီယိုကိုတော့ဒီလောက်နဲ့ပဲညှနာပါမယ်ဒီနေ့အဖို့ adios